နောက်လည်းမသုံးတဲ့တစ်ခုလုပ်ပြီးတယ်တစ်ခုသင်္นานပရစရာမဟုတ်က screen share တာပြောက်လာတာမဲရလားကို မြ ကြီး င်ရပါတယ်ဆရာကြီးမြင်ရပါတယ် ဟုတ်ပါဟုတ်ပါ မြင်ရပါတယ်ဆရာကြီး ကျွန်တော်ကသင်္นานစရာမဟုတ်တော့မသိ ဟုတ်ပါတယ်နဲ့ အ ဆ ဘ ရာ ယ် ကြီး သုံးရဖို့လို့မသိသင်္นานမရဘူးအဲ့တော့နိပရိယေ၌ကောင်းပါကျွန်တော်တို့ဒီနေ့ခါနိပရိယေ၌ကိုဆွေးနွေးကြပါမယ်ဖတ်ကြပါမယ်နိပရိယေ၌လူမှုရေးတွေအလွန်ကျေဝန်းနေလူတိုင်းလူမှုရေးကိစ္စတိနဲ့နိဆိုင်မအားလက်အောင်အလုံးရှုံးနေကြတော့ဆိုဖြစ်ဖြစ်လူတိုင်းမှာအကူအညီတိလူအပ်နေဆိုရယ်လူမှုရေးကိစ္စတွေ့တာအများဆုံးဖြစ်တယ်ဒီနေ့စုရတိုင်းမှာလူမှုရေးအသင်းအဖွဲ့တိကိုဖွဲ့စည်းတွေလူမှုရေးကိစ္စအတိကိုဆောင်ရွက်နေကြတာဆိုဖြစ်တယ်လူမှုရေးအသင်းတိကိုအသွင်သဏ္ဍာန်အမျိုးမျိုးနဲ့အခုပိုင်တွေ့ရနိုင်တယ်ကာလသာကာလသမီအသင်းဝါလူပြိုအပြိုအသင်းဂါမဲကြွအသင်းဝါအိမ်ထောင်သည်များအသင်းငိဒူရီအသင်းဝါသာရီနာရီအသင်းစီရဲရာအကျိုးဆောင်အသင်းဇုမြို့နယ်အသင်းညူတိုက်နယ်အသင်းတေခရိုင်အသင်းဒေါ်လူမှုရေးကိုလည်းတစ်ဖက်တစ်လမ်းမှဆောင်ရွက်သောဘာသာရေးဆိုင်ရာခောပကအဖွဲ့မြန်မျိုးနွယ်စုကိုစားပြုလူမှုရေးအသင်းရန်ပိုင်လူမှုရေးအသင်းကိုမျိုးရေပုံရအပြင်သိနေကြသောကိုတွေ့ရနိုင်တယ်ဒါတွေအသင်းဒီကိုတစ်ခုနဲ့တစ်ခုပူးပေါင်းဆောင်ရွက်နိုင်အောင်ဦးစွာကြိုးပမ်းရမည်အထူးသဖြင့်လူပြိုအပြိုအသင်းတိတွေစီရုံရအလွယ်ဆုံးအသင်းတိဖက်ကလိမ့်မည်သို့တော့ရန်ရှန်တိကိုနိုင်ငံရေးလမ်းကြောင်းပေါ်သို့ဆွဲတင်ဖို့ဆိုအလွန်ခက်လိမ့်မယ်အကြောင်းကရန်အသင်းတိတွေနိုင်ငံရေးအမင်ကိုလက်လှမ်းမမီနိုင်တည်သောအရေရောက်ခါစလူငယ်တိနဲ့ဖွဲ့စည်းထားသောလူငယ်အသင်းတိဖက်ကလို့လေဒီကလေးတော့ရန်အသင်းတိကိုတာဦးစားပြီးစီရုံရန်အသင်းတိဤအသင်းဝင်တိအများစုတွေအနာဂတ်သားကောင်းသမီးမွန်တိဖက်ကလို့သူတို့ကိုဦးစားပြီးလေးချက်ပြိုးထောင်ယူရမယ်ဒူပြိုအပြိုအသင်းကိုပစောင်းပိုင်စီရုံဖို့လေတဲမှာလူအင်အားဇာ2ယောက်ငွေအင်အားမီတီလောက်ထိန်းထပြေဆိုရအခရီအနေပေါ်မှာမူတည်ပြီးတဲဤစီရုံလေးစွာအောင်မြင်မှုတိရလာလိမ့်မယ်လူအင်အားနဲ့ငွေပမာဏများလေတဲအောင်မြင်လေဖိမေတဲမှာအခုတယောက်သေးတာသင်သိဆိုပါစို့ပစောင်းပိုင်းလုပ်ဖို့လဲဆိုပြီးနေထိုင်တာအဲ့ဒါမှာလူပြိုအပြိုအသင်းတိုးတက်အောင်အရင်ဦးဆုံးထူထောင်လိုက်ပါဒီခါတက်မှာလူအင်အားရလာလိမ့်မယ်ရန်လူတိထဲကတဲ့အတွက်အစဉ်ပြေနိုင်သောလူတချို့ကိုရွေးချယ်ပါတတိထားရဖို့ဆိုကလူတိကိုအလွန်မယုံဖို့ဖြစ်တယ်လူကိုစနစ်တကျရွေးချယ်တတ်ဖို့အလွန်အရေးကြီး
လူအရိမကေတဲ့ရေချက်ပြည့်ယုံရာမကတေရောတဲ့အဖွက်ပါဒုက္ခရောက်လာလိမ့်မယ်စကေးရှိလေးမပုတ်ဆပါကေတခါတလီကိုလူသူ့ဖက်သားထိုက်နေတဲ့ဆိုမျိုးကိုကရုံတွေ့ရတဲ့လေညံပိုင်ကရုံတွေ့ရကေတဲ့အရှုံးနဲ့ရင်ဆိုင်ရနိုင်လေလူမှုရေးကိစ္စမှာလူချင်းယုံရခက်ဒီကိစ္စဒီအများအပြားနှိမ့်နိုင်လေရကလေးတဲ့ရနိုင်ငံပြန်ထူထောင်လို့သူဖိတ်လို့တဲ့လုပ်ငန်းအောင်မယ်အောင်တဲ့လူတိကိုမဖိတ်မနေစီရုံရဖို့ဆိုတဲ့အဓိကတာဝန်ရာဖိတ်ဒီရရှင်းကိုတဲ့မဆောက်မနိုင်လုတ်ကိုလုတ်ရမယ်တဲ့ရလူတချို့ကိုတဲ့လူတိအဖိုက်လက်ခံလို့ရဆိုတေချပြဆိုကေတဲ့လူတချို့ကိုနိပလကရဲ့တဲ့လူတချို့ကိုတဲ့လူတိအဖိုက်လက်ခံလို့ရဆိုတေချပြဆိုကေသူတို့ကိုစီရုံးရေးတာဝန်တိထက်မှန်ပြရပါတစ်ဆက်လူအင်အားများတစ်ဆက်လူအင်အားများလာပြဆိုကေနဲ့မှာအုတ်ချုပ်တွေစင်ကိတ်တာဝန်တိပြီးအပ်ဖို့လိုအပ်လာလိမ့်မယ်ရဲရှင်းအတွဲလေပြန်ဆင်ထားရမယ်လူမှုရေးကဏ္ဍတွေအလွန်ကျယ်ဝန်းစွာကြောင့်တဲ့လူဟိတွေနရာတိုင်းမှာတဲ့ဤစီရုံမှုကိုဆောင်ရွက်ဖို့လိုအပ်လိမ့်မယ်စာသင်ကျောင်းတိဘုံတော်ကြီးကျောင်းတိဘောပကအဖွဲတိဝက်ပုကျောင်းတိဗလီတိချက်တိစသည်တို့မှလူမျိုးဘာသာအသက်အရွယ်အတန်းအစားမရီပဲတဲ့အတွက်အထောက်အကူရနိုင်သူအလုံးကိုတဲ့စီရုံးနိုင်အောင်ကြိုးစားရမယ်အခုခေတ်တွေလူမျိုးတွေဘာသာတွေကိုfreedomတယ်ရီခိုက်မဟုတ်ရဲ့လူမျိုးတွေဗလိုက်မှုဘာသာတွေဦးစားပြီးလို့မှုအတွေ့အခေါ်တဲ့မှာဟိနေတိတိုင်အောင်တဲ့ရန်ရှမ်းတိကိုfreedomမတယ်မိအောင်အထူးဂရုစိုက်ရမယ်မဟုတ်ရဲ့တဲ့လုပ်ငန်းမှာအတားအစီအဟံအတားတိဖိုင်နေလိမ့်မယ်လူမျိုးရေးနီးပြန်စီရုံးစွာမှာအကောင်းဆုံးနီလန်တိစွာစာသင်ကျောင်းစာအုပ်ထံဝီကဲလို့တက်ခဲ့တယ်အရှိတငယ်တိခိုက်လူငယ်တိနဲ့ကျောင်းသူကျောင်းသားတိကိုစာသင်ပြီးစွာတွေစီရုံးတွေအတွက်အကောင်းဆုံးလက်နက်တစ်ခုဖိုက်တယ်အင်းဒီကိုဆောင်ရွက်ခရင်ဖဲတိမ်မုတ်နေရယဉ်ကျေးမှုအမွေအနှိုက်တိပြန်လေပြည်တနာလိမ့်မယ်ရေခါတဲ့ဤလှောက်ရှားမှုတွေအသက်ဝင်လာလိမ့်မယ်တဲ့ဤလှောက်ရှားဆောင်ရွက်မှုကိုလူအများကသိဟိလက်ခံပြီးစိတ်ဝင်စားလာတဲ့ဒီခါတဲ့ဤနိုင်ငံတိုက်ထူထောင်ရေးလမ်းကြောင်းတွေထောင်ဖြူလာလိမ့်မယ်ရေခါမှတာတဲ့ဤလှောက်ရှားမှုကိုထင်သာမင်းသာဟိတ်အောင်ပြသလိုက်ပါပြီသို့တော့အာနာဘိုင်တိမရိမင်းစီရအောင်တဲ့ရီချက်ကိုဖုံးကွယ်ထားရပါဖို့ဒီအကောင်ကလေအာနာဘိုင်တိကတဲ့ဤကရိုဇာဆောင်ရွက်မှုဒီကိုအပရင်ထံဖိနှိပ်တားဆီးအနှောက်အယှက်ပြီးလာနိုင်လို့ဖိတယ်လူမှုရေးအဖွဲ့ဒီမှာအစိုးရမဟုတ်တော့အဖွဲ့ဒီအမဖ non-governmental organizations NGOs ပါဝင်ခဲ့တယ်ဆိုလိုစွာကယံအဖွဲ့ဒီတွေအစိုးရထိန်းချုပ်မှုမှလွတ်ကင်းသောတိတ္တလောက်ကင်ခွင့်ရသောအမဲအစွမ်းအတွက်မဟုတ်သောတိတ္တလူမှုအဖွဲ့ဒီဖြစ်ခဲ့တယ်ရရှင်းတိတွေ
လူမှုအဖွဲ့အစည်းဤပြဿနာတိကိုဖြေရှင်းရန်လူမှုရေးစီးပွားရေးသဘာဝပတ်ဝန်းကျင်လူအခွင့်အရေးကျန်းမာရေးပညာရေးစသည့်နယ်ပယ်တိတွင်ပံ့ပိုးကူညီရန်ရီဝေရီအမဖ NGO ၏အဓိကလှုပ်ဆောင်ချက်တိတိုက်လူမှုရေးနဲ့ဖွံ့ဖြိုးရေးဆယ်ရီနံပါတ်မှုချောချာရေးသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဒီလက်ဒေသဖွံ့ဖြိုးရေးကျန်းမာရေးစောင့်ရှောက်မှုစသည့်လုပ်ငန်းတည်ဥပမာကမ္ဘာ့ကြက်ခင်ဒီအသင်း Red Cross Oxfam အရှိတိကယ်ဆယ်ရေး Save the Children တို့ပိုင်အဖွဲ့တည်၌အခွင့်အရေးနဲ့ဥပဒေရေးတာလူအခွင့်အရေးချိုးဖောက်မှုတိကိုစောင့်ကြည့်ခဲ့မတရားမှုတိအတွက်သူတို့ပန်းခဲ့ဥပဒေပြုရေးတွင်အကြံပြုခဲ့ဥပမာနိုင်ငံတကာလွတ်လပ်ခွင့်အဖွဲ့ Amnesty International လူအခွင့်အရေးစောင့်ကြည့်သောအဖွဲ့ Human Rights Watch တို့ပိုင်အဖွဲ့တည်သုံးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသာတိဥတုပြောင်းလဲမှုတိတ်တော်ပြုံးတိမှုသာရတိရစ္ဆာန်တိကာကွယ်ရေးဥပမာသဘာဝအတွက်ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ WWF World Wide Fund for Nature အစည်းအရုံးမင်းချရီ Greenpeace တို့ပိုင်အဖွဲ့တည်လေးပညာရေးနဲ့အသိပညာမြင့်တယ်ဒီလက်ဒေသတိကျကျောင်းတိတိဆောက်ခဲ့မျိုးသမီးတိအားကျွမ်းရီမဲ့သင်တန်းတိပို့ချခဲ့အမဘအဖွဲ့ဤဒုက္ခချက်တိကလွတ်လပ်မှုအစိုးရဤထိန်းချုပ်မှုမှာလွတ်လပ်စွာလောက်ကိုင်နိုင်သည်ကအမရမယူသောဝေတွေချက်ငွေကြေးအမရထုတ်တာမဟုတ်ပဲလူမှုအကျိုးပြုတာဒီပဲလေနိဒီသူတိနဲ့ပူပေါင်းဆောင်ရွက်မှုဒေသခံတိဒေသနာဝန်ထမ်းတိအလူရှင်တိနဲ့ပူပေါင်းလောက်ကင်တိဖြစ်ရစီငွေကြေးအရင်းအမြစ်နိုင်ငံတကာအဖွဲ့အစည်းတိနဲ့ပုဂ္ဂလိကမှလူဒန်းငွေတိအစိုးရမဟုတ်သောရန်ပုံငွေတိကိုလက်ခံရဟင်သည်အမဘလှုပ်ရှားမှုသည်ပြည်တွင်းတွင်နိုင်ငံတကာအမဘတိအများအပြားလှုပ်ရှားလျက်ဖြစ်ခဲ့သည်ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေအမဘတိဖြစ်ခဲ့သည်လူငယ်အစည်းအရုံးတိကျေးလက်တိုင်းနယ်မြို့နယ်စသည့်အသင်းဒီပြည်တွင်မျိုးတာကြီးအမဘာတိဖြစ်ခဲ့ပြီကျတို့တွေဒေသဖွံ့ဖြိုးရေးကိုဆောင်ရွက်လျက်ဖြစ်ခဲ့တယ်ဘိုးကလည်းအကြည့်ကြပါပါအမဘာတိအတွက်စိတ်ခုံမှုတိကအစိုးရဤကန့်သတ်မှုတိကငွေကြေးချပါမှုနိလုံခြုံရေးနဲ့နိုင်ငံရေးအခြေအနေတိအမဖာတိတွေလူအဖွဲ့အစည်းအတွင်း
မဟိမဖက်အခန်းကဏ္ဍမှပါဝင်နေပြီးဒီမိုကရေစီတရားမျှတမှုဖွံ့ဖြိုးတိုးတက်မှုတို့ကိုမြင့်တယ်ရာတွင်အရေးပါသောယန္တရာတစ်ခုဖြစ်သည်နိပရိယေနှိပ်မှာလူမှုတွေမှာရက်လောက်ပဲဒီစာအုပ်မှာဝိသတ်ထားတယ်ပြီးကြကျွန်တော်တို့နိပရိယေ3နိုင်ငံရေးဆိုပြီးကြဆက်လက်ပြီးကြကျွန်တော်တို့စကေဖတ်ကပ်ပါမယ်နိပရိယေ3မှာတော့အခန်းအချက်လက်ဒီအများကြီးပါပါဖို့နိပရိယေ3နိုင်ငံရေးအရှရေအစမရနိပရိယေတရက်ဖြစ်တယ်အရှမှာအောက်ပါတို့တွေအဓိကကြရီအစိတ်ပိုင်းဒီဖြစ်ခဲ့တယ်တဲ့အာနာရအစုရအဖွဲ့မှာပါဝင်အမှုထမ်းပြီးအရေးပါသောတာဝန်ကိုရယူဖြင့်ဝင်ပေါင်းနည်း၌နိုင်ငံရေးပါတီတရက်ဖွဲ့စည်းထူထောင်၍မြို့သားကြီးအတွက်ဗက်တီဆောင်ရွက်ခွင့်တန်းတူဆက်ဆံနည်း3လက်နက်ကင်ဆောင်တော်လှန်သောမိမိဖက်အဖွဲ့နှင့်အစိုးရအဖွဲ့တို့ဂရာဖန်ပီပြီးမှုဆောင်ရွက်ခွင့်ညှိနှိုင်းရယူနည်း4လွတ်လပ်ရေးတောင်းဆိုခွင့်ထိတ်တိုက်ရင်ဆိုင်တောင်းဆိုရယူနည်းတိုက်ဝယ်ပေါင်းနည်းအင်းဒီအလွယ်ကူတွေနည်းဖြစ်တယ်လွယ်ကူသလောက်မိမိလူတိသူ့ဖက်သားအလွယ်တကူဖိုက်လာနိုင်တယ်အာနာပိုင်အစုရတွေအလကားအာနာရထဆိုမဟုတ်ယံအဖွဲ့မှလည်းနိပရိယတိအမရောက်များဖိနေနေစကေရှိလေးရှော့မတွေ့ပါလေတန်ရင်မိမိလူတိကိုရက်ွက်ကြီးရွာမကြလောက်ပိုင်ခွင့်ရရနရာတိုင်းမှာတီထားနိုင်အောင်ကရိုးစားရမယ်ရရှက်ရီအလွန်ခက်လိမ့်မယ်အေးမလဲစာကိုပဲတရီ90ရာခိုင်နှုန်းလောက်ဖိတ်စီရာနှုန်းပြနီးပါးဖိတ်စီအောင်မအောင်ဆောင်ရက်ထားနိုင်ဖို့ကရိုးစားလောက်ကင်ထားမှဖြစ်မည်နိုင်ငံရေးနီးဆိုင်တဲ့ရီသူတစ်ပါးဖက်မှာမိမိဖက်သားသက်ရှိုသူမပါပဲအောင်မြင်ဖို့ဆိုတာမလွယ်ကူနိုင်ရန်သူဘက်မှာမြေတင်နရာ၌ကိုဖက်သားကိုထက်ထားပြီးအစင်ပေးမယ်ဆိုစွာတဲ့အတိအကရုံကတင့်ကို properly ၌ဒန်းတူဆက်ဆံနည်းအင်းဒီကိုအကောင့်ထဲပေါ်နိုင်ဖို့တဲ့မှာတရားဝင်နိုင်ငံရေးပါတီတစ်ခုနှိမ့်ထားရမည်ရဲပါတီတွေတဲ့ထိုက်ချင်စွာဒီကိုတဲ့စန့်ကျင်နေသောအစိုးရဘာမှတောင်းဆိုမှုဒီမတိမတာပြုလုပ်ရအတွက်တဲ့စီဆိုင်ပြီးဖို့နဲ့ရန်ပိုင်တောင်းဆိုမှုဒီကိုအစိုးရမရိပ်မိစီရအောင်စီဆိုင်ဆောင်ရွက်ဖို့တဲ့အထူးကရမတ်လောက်ဆောင်ရမယ်အရှမ်းရတဲ့အနေဖြင့်အလွန်ခက်ခဲသောအလုပ်တစ်ခုကိုလုပ်နေစွာဖိတ်ဒီဆိုစွာတဲ့အလေးနဲ့သိနာလေထားမှဖိတ်နေတဲ့ပါတီတွေပျော့ပြောင်းသောသဘောထားသည့်နှင်းတွေအတွင်နဲ့ကရက်တီတန်ရီရေမတာတဲ့ဤပါတီကိုလူအများပြည့်နေတဲ့ပြီးထောက်ခံမှုသည့်ရာဟိပနာအစိုးရအဖွဲ့ထဲမှာတဲ့လူသည့်နရာရလာလိမ့်မယ်အစိုးရအဖွဲ့မှာတဲ့လူသည့်အများအပြားပါဝင်လာပြဆိုပြီးတဲ့ရီမန်ချက်ထဲဝက်မြအောင်မြင်ထားပြီးထိုက်တီလို့တဲ့မှတ်ယူနိုင်စေရကလေး
then sanda masopu tadikara me sanda somisa ne then recheti yasi lanai nanga two town put then ma and down then and down then the then recheck go talk for proso melo me out take her Mimi two town ludo nanga atwe ya nanga I Ritu luduga lulari lausha mudiko lekando sanda tabota di wa lulari rayu ludo sanda tabota di atwa ate rounding on swell sound tanai do ascent hinta bika mara lulari agrangu the when ha prosu like bapi eka the omne mu rapuso a the cha ra fake though ni nai rayu ni ini ma de lumuri apwe taku adwenga ni nai tu fairami e by ni nai po te ma khaima do apwe tapwe America apwe malen no titi counted ga zari program mi ya ai ma do apwe tapwe hin jara mi e apwe ri pri twin apwe do laga pri ba apwe do laga khai nai ni pri twin apwe so ge te athu tati thara mi maဟုတ်ge asura sanje tu aphai tin ko ဆွဲချက်တင်ပနာတင်ဤကရိုပန်ထမှုတိကိုအစိုးရကရိုက်ချိုဖြက်စီပိတ်မှုနဲ့ကြုံရနိုင်ပြီပြပအဖွဲ့စုကေတင်မှာအတာချက်တချို့ဖိနေလိမ့်မယ်ရန်ရှမ်းကရေတန်စံကျင်နေသောအစိုးရကတင်ကိုအရေးယူဖို့လက်လန်းမမြင်နိုင်စွာဖိတဲ့ရကလေးပြပအဖွဲ့တစ်ခုမှာအရေးပါအရာရောက်သောနာရာတစ်ခုကိုရာယူပိုင်ဆိုင်ထားနိုင်ဖို့ဆိုအလွန်ခက်လိမ့်နေဒီနေ့စုသင်မှာပြည်တွင်းပြပဖန်ကြထသောမိမိအတွက်ဘက်တော်သားတီအများပရာထိတ်ထအောင်စီးရုံးထားရမယ်လေထိတ်တဲ့ရင်ဆိုင်တောင်းဆိုရာယူနီအရှမ်းရေအလွန်ရေဂီတော့အဆင့်ဖိတ်လေအဆင့်မှာအဆင့်ကိုလွန်မြောက်ပြဆိုကေနိုင်ငံတိုက်တစ်ခုထူထောင်ပြီးနောက်ပြဖိတ်လို့တင်ဤရီမန်းချက်ပြေးဝပြဖိတ်တယ်ဒုက္ခိတာအဆင့်ရေနိုင်ငံတိုက်တစ်ခုအတွက်ဘက်ပေါင်းစုံမှပြည်စုံပြီးခါမှာတာအကောင့်တဲ့ပေါ်လာနိုင်စွာဖိတ်တယ်အထူးသဖြင့်အဆက်မှာကာဂိုရီအင်အားတွေအရေးအကြီးဆုံးဖိတ်တယ်ကာဂိုရီအင်အားမဟိပဲတင်လွတ်လပ်ရေးကိုတောင်းဆိုမိကေတောင်းဆိုမိကေတဲ့အရှုံးနဲ့တာရင်ဆိုင်ရနိုင်တယ်ဒီကေလွတ်လပ်ရေးအတွက်အဆူတင်သွင်းမှုမပြုခင်ကပင်တင်ရီကာဂိုရီအင်အားအတွက်လူမှုရေးအဖွဲ့အထဲမှာစုစည်းထားပြီးဖိတ်ရမယ်သို့မဟုတ်ဒေါ်လာရေးအဖွဲ့ဒီနဲ့ညှိနှိုင်းထားပြီးဖိတ်ရမယ်နိုင်ငံရေးနီးခုနကနိုင်ငံရေးနီး၄ခုပါဒီပြည့်ကကျွန်တော်တို့နီးပရိယလေးဒေါ်လာရေးနီးကဘာပေါ်မှာနိုင်ငံအလုံးနီးပါးတွေနီးဖက်တာလွတ်လပ်ရေးကိုထူထောင်တိဆောက်ထားခဲ့ဆိုဖိတ်တယ်အရှင်းမှာတင့်ကိုငါတို့အကောင်းဆုံးလမ်းညွှန်မှုတည်ပြီးမယ်တဲ့ဒေါ်လာရေးအဖွဲ့၃ဖွဲ့ကိုဖွဲ့စည်းထားဖို့လိုအပ်လိမ့်မယ်ရန်ရှမ်းတိကတွေ
ဒေါ်လာလေးအဖွဲတိုက်ဒေါ်လာလေးအဖွဲ၌ဒေါ်လာလေးအဖွဲသုံးတို့ဖိတ်ခဲ့တယ်ကဒေါ်လာလေးအဖွဲတိုက်ဂါဒေါ်လာလေးအဖွဲ၌နိဒေါ်လာလေးအဖွဲသုံးတို့ဖိတ်ခဲ့တယ်ဒေါ်လာလေးအဖွဲတိုက်ဤအဖွဲကိုအစိုးရအားအပင်းထန်ဆန်းကျင်တိုက်ခိုက်သောအဖွဲအဖိုက်တန်ထူထောင်ထားရမည်တနည်းအားဖြင့်အကန့်ဖက်အဖွဲအဖိုက်ဤအဖွဲကိုတန်အသုံးပြုရမည်ဤအဖွဲကိုကအဖွဲအဖိုက်တန်မှတ်ထားနိုင်ဒေါ်လာလေးအဖွဲ၌ဤအဖွဲကိုအမှတ်တိုက်အဖွဲမှခွဲထွက်အဖွဲအဖိုက်တန်ထူထောင်ရမည်ဤအဖွဲတွေအစိုးရအဖွဲနဲ့မင်းချာရီတိဆောက်ထားသောအဖွဲဖိတ်ပါစေဤအဖွဲကိုအစိုးရနဲ့မဟာမိတ်အဖွဲအဖိုက်တန်ထူထောင်ထားလိုက်စွာဖိတ်ပြီးအေရှန်ကိုဂါအဖွဲအဖိုက်တန်မှတ်ထားနိုင်ဒေါ်လာလေးအဖွဲသုံးဤအဖွဲကိုပေတုဆိုင်မိသက်ကရခေနီအစဟင်းသောအဖွဲတိနဲ့ရောနောဗနာဖွဲ့စည်းထားသောအဖွဲအဖိုက်တော်၎င်းတိုင်းအဖွဲဘောလုံးအတန်းတို့ပိုင်းအားကစားအဖွဲအဖိုက်တော်၎င်းသင်ထူထောင်တိဆောက်ထားရမည်အရှင်းဆုံးပြရကြီးဤအဖွဲတွေအစိုးရအလိုကျအဖွဲဖိတ်ရမည်ဤအဖွဲကိုနိအဖွဲအဖိုက်သင်မှတ်ထားနိုင်ဒေါ်လာလေးအဖွဲတိဆောင်ရွက်ကပ်ပုံတာရကတိဒေါ်လာလေးအဖွဲတိဆောင်ရွက်ကပ်ပုံဒေါ်လာလေးအဖွဲတိဆောင်ရွက်ပုံနဲ့ပတ်သက်၍ဗမာပြည်လွတ်လပ်ရေးရာဟိခပုံကိုတာရကဆောင်လျက်တင်ပြပါမယ်ဗမာပြည်လွတ်လပ်ရေးမရခင်ဗမာလူငယ်တိတွေဗုဒ္ဓဘာသာကလျာဏယုဝအသင်းဝန်တာနုရခိတအသင်းဒုဗမာအစည်းအရုံးသခင်လူငယ်တိဦးတွေဖွဲ့စည်းပနာမျိုးသားကြီးတွေအတွက်ဆောင်ရွက်ခဲ့သည်ပူဇောတိတပ်ဖွဲ့စရာဇံဥဆောင်သောဂလုံတပ်ဖွဲ့တို့ဖြင့်မေအောက်လှုပ်ရှားမှုတွေကိုလည်းပြုလုပ်ခဲ့သည်ရန်ပိုင်မေပေါ်မေအောက်တညီလက်ညီကရိုဇာဆောင်ရွက်ခဲ့တာမှာမျိုးသားကြီးစိတ်သက်နိုကရာလာဗနာသခင်လူငယ်တိအမရအများပေါ်ထွန်းလာခဲ့သည်ယံအထက်မှာတက္ကသိုလ်ကျောင်းသားတိပါဝင်လာခဲ့သည်သူတို့ထဲမှအစိုးရအားစန့်ကျင်မှုဖြင့်ကိုနုကိုဘရွှေကိုကျုံငင်းတို့ထောင်ကျလာခဲ့သည်စန့်ကျင်လှုပ်ရှားမှုမှာကိုအောင်ကျော်နောင်အခါဘိုးအောင်ကျော်ဟုသတ်မှတ်ခေါ်ဆိုခံရသူကြဆုံးခါရီရန်ပိုင်နဲ့ဒေါ်လာရင်းအရှိန်ဟုံးမေလာခါရီဘုံတော်ဂရီတိဖက်ခဲ့သောဆရာတော်အရှင်ဥတ္တမစိတ်တွေမှုဇာတိနဲ့ဆရာတော်အရှင်ဝိဇာရတို့တွေမြို့သားဂီရီတရာဟောခခဲ့လို့အရှင်နှစ်ပါးတို့ထောင်ကျလာခဲ့သည်ဒီခါဗုဒ္ဓဘာသာဝင်အများစုမိတန်းနေထိုင်သောမြန်မာပြည်ထောင်စုအတွင်းမှာမြို့သားကြီးစိတ်သက်နိုးကြမှုမင်းမာလာခရီကျောင်းသားခေါင်းဆောင်ကိုနုထောင်မှထွက်လာပြီးနောက်တခင်လူငယ်တွေဗြိတိရှအစိုးရကိုတော်လှန်ဖို့ဆွေးနွေးတိုင်ပင်ခဲ့သည်တခင်လူငယ်တွေပြည်ပမှာစက်ပညာသင်ယူဖို့တခင်အောင်ဆန်းနဲ့တခင်လှနေတို့ကိုရီချေဘီရန်ကုန်စိတ်ကမ်းမှနော်ဝေးသင်ဖို့တစည်းပေါ်သို့လျှို့ဝှက်စွာတင်ပြီး၍စီလွှတ်လိုက်ခဲ့သည်သူတို့တွေဟိုင်နန်ကျွမ်းမှာလျှို့ဝှက်စွာနေထိုင်ခဲ့တာမှဂျပန်စစ်တပ်မှဗိုလ်မှူးကြီးဆူဇူကီနဲ့
တွေးခွင့်ရပါနာဂျပန်စက်တင်တန်းကျောင်းတစ်ကျောင်းမှာစက်ပညာသင်ယူခွင့်ရခဲ့သည်ညပိုင်အခွင့်အလမ်းရလာပြီးတော့ကိုအောင်ဆန်း၏ဗမာပြည်ကိုပြန်လာပြီးတပ်ဖွဲ့ဝင်တိုက်တိစုဆောင်ခေါ်ယူလာခရီရန်အထက်မှာစာပုတ်လူလင်ကိုရှုမောင်လည်းပါဝင်ခရီကိုရှုမောင်၏ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ဗိုလ်ချုပ်နေဝင်းဦးနေဝင်းအမိဖြင့်ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုထူထောင်ပနာမြန်မာပြည်ထောင်စုကိုအုပ်ချုပ်ခတ်သူဖြစ်သည်ကိုအောင်ဆန်းဝါတခင်အောင်ဆန်းဤရဲဘော်သုံးကျိတ်အဖွဲ့ကိုစုရုံးပြီးခတ်သူဆိုကိုနုဝါတခင်နုဖြစ်သည်တခင်နုရေဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပါလီမန်ဒီမိုကရေစီစနစ်ဖြင့်မြန်မာပြည်ထောင်စုကိုဝန်ကြီးချုပ်တာဝန်ယူဝန်ကြီးချုပ်တာဝန်ရယူ၍အုပ်ချုပ်ခတ်သူဖြစ်သည်တခင်နုရေစက်တင်တန်းတက်ဖူးသူမဟုတ်သို့သောနိုင်ငံရေးစာအုပ်အများအပြားကိုဖတ်ရှုထားပြီးနိုင်ငံရေးဗဟုသုတကွယ်ဝသူနိုင်ငံရေးပရိယေကျွမ်းကျင်သူဖြစ်သည်သူရဲ့နီးပရိယေကြောင့်ဗမာလူမျိုးတိလွတ်လပ်ရေးရဟိလာခကဲ့ဆိုဖြစ်သည်တခင်အောင်ဆန်းဦးဆောင်သောဒေါ်လာရေးအဖွဲ့တွေဂျပန်တပ်တော်နှင့်အာရှအဖိဖြာမှစတင်ပြီးတနေပြီးတနေတိုက်ခိုက်သိမ်းပိုက်လာခဲ့သည်တခင်အောင်ဆန်းဦးဆောင်သောတပ်ဖွဲ့တွေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်တည်ခါဗမာလွတ်လပ်ရေးတပ်တော်ကိုဖွဲ့စည်းခါရီညနောက်ဂျပန်တပ်၏ဦးဆောင်မှုဖြင့်ဗမာလွတ်လပ်ရေးတပ်တော်တွေမွန်ပြည်မော်လမြိုင်မြို့ကိုသိမ်းပိုက်ခါရီမော်လမြိုင်မြို့ကိုသိမ်းပိုက်ပြီးခါဂျပန်အစိုးရကစိတ်သက်ဂျပန်အစိုးရ၏စိတ်သက်ကဗမာပြည်ကိုလွတ်လပ်ရေးပြီးအကြောင်းပညာခါရီယင်းနောက်ဂျပန်အစိုးရ၏အလိုဆန္ဒအရဗမာလွတ်လပ်ရေးတပ်အင်အားကိုရှော့ချပနာလူအင်အား3000ခန့်ဖြင့်ဗမာကာကွယ်ရေးတပ်တော်အဖိုက်ပြန်လေဖွဲ့စည်းစီခရီဗမာပြည်ကိုလွတ်လပ်ရေးပြီးလိုက်တဲ့ background ဂျပန်အစိုးရကပညာချက်ထုတ်ပြန်ခါဆိုရယ်ဗမာပြည်ထဲကဗြိတိရှတိထွက်လာအောင်လုပ်လိုက်ဆိုတာဖြစ်တယ်ရန်ရှန်ကိုသဘောပေါက်သောတခင်နုတခင်အောင်ဆန်းတို့အဖွဲ့တွေဖက်စစ်တိုက်ပြတွေနဲ့ပြည်သူလွတ်လပ်ရေးအဖွဲ့ဖဆပလကိုဖွဲ့စည်းခခဲ့တယ်ဖဆပလတွေတမဟုတ်ချင်းပြီးထွားလာခပြီးလူကြိုက်များသောအဖွဲ့တဲ့လူကြိုက်များသောအဖွဲ့တစ်ဖွဲ့ထိုက်လာခရီကိုအောင်ဆန်းရီ1945ခုနှစ်မှာဖဆပလအဖွဲ့ဥက္ကဋ္ဌထိုက်လာခရီကိုအောင်ဆန်းကိုလူထုသဘောကျလာအောင်ကိုနုကိုဘဆွေကိုကျော်ငင်းတို့ကဝိုင်းဝန်းပံပိုးပြီးခခဲ့ဆိုဖိတ်တယ်ဗမာလူထုတွေကိုအောင်ဆန်းကိုလူထုခေါင်းဆောင်အဖိုက်အာကိုအာထားပြုလာခခဲ့တယ်ဂျပန်အစိုးရကလည်းကိုအောင်ဆန်းကိုသူ့လူအဖိုက်အာကိုခတယ်ကိုနုဤစီမံခန့်ခွဲမှုဖြင့်ဖွဲ့စည်းခသောတခင်လူငယ်တွေနာမည်အမျိုးမျိုးအတွင်အမျိုးမျိုးဖြင့်အောင်မြင်မှုအရှိန်အဟုန်တိဆက်လက်ပြန်တန်တိုးတက်လျက်ဖိနှင်ခပြပြတဲ့အချိန်မှာဒုတိယကမ္ဘာစစ်ကလည်းအရှိန်မင်းလျက်ဟင်းရပိုင်အခရီးနေမှာဂျပန်တွေအမေရိကန်ဒီနျူကလ িয়ার ဘုံနဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီးဟီရိုရှီးမားနဲ့နာဂါစကီမြို့နှစ်မြို့ပရာဘုံအတိပျက်စီးဆုံးရှုံးလျက်ဂျပန်တိအရေးနှိမ့်လာခါရီဒီခါဗမာပြည်ဟိဂျပန်တိတွေ
ကစံကလေးယာနဲ့ဆက်လက်ဆောင်ရွက်ရမည့်အစီအစဉ်သည့်အတွက်ညွှန်ကြားပြီးမှုယူရင်းပနာဗမာပြည်ကိုအုပ်ချုပ်ရေးဖရူဖရဲနဲ့ကင်တွယ်အုပ်ချုပ်ခခဲ့တာရန်ခိတ်ကအကောင်းဆုံးဆက်သွယ်ရေးစနစ်ဆိုဂရင်းနန်ဆက်သွယ်ရေးတာခိတ်ခလို့ဗမာဒေါ်လာလေးသမားတီတွေဂျပန်တီအခက်ခဲကိုနောင်အခါမှတာသိဟင်းခွင့်ရခခဲ့ဆိုဖိတ်ဒီဒီနေ့စုဖက်စစ်ဒေါ်လာလေးကိုစိုးစည်းစွာမလုံဖိတ်ခပဲကိုအောင်ဆန်းနဲ့အတူဂျပန်တိဗမာပြည်ထဲသို့ဝင်ရောက်လာခစဉ်အိန္ဒိယနိုင်ငံဆဲမလာမြို့အထိဆုတ်ခွာပြီးခခဲ့သောဗြိတိရှတိကိုအောင်ဆန်းတို့အဖွဲ့ကပဲဗမာပြည်ထဲသို့ပြန်လည်ဝင်ရောက်လာဖို့ဖိတ်ခေါ်ပြီးခါမှတာ1945ခုနှစ်မတ်လ29ရက်နေ့မှာစတင်၍ဂျပန်တိကိုဗမာတိတော်လှန်ခခဲ့စွာဖြစ်သည်မတိုက်ခင်ကပဲစိတ်ရှုံးနေသောဂျပန်တိတွေအကြအဆုံးများစွာပင်ဗမာပြည်ကိုစွန့်ခွာခခဲ့တာဒီခါဗြိတိရှတိတွေကိုအောင်ဆန်းတို့အလိုကြဗမာပြည်ထဲသို့ပြန်ဝင်လာခခဲ့သည်ရင်းကာလတွေဗြိတိရှတိဥရောပတိုက်မှာဂျာမန်တိနဲ့အပရင်းအထံတိုက်ခိုက်နေကြရချိန်လဲပြည့်တယ်ဒီနေ့စုသူတို့တွေဗမာပြည်အရေးကိစ္စကိုဦးစားမပြီးနိုင်ဖိုင်နင်ခခဲ့တယ်အခရီးကိုရိစမိတော့ကိုအောင်ဆန်းဦးဆောင်သောဖတ်စပလအဖွဲ့တွေဗြိတိရှအခက်ဗမာအချက်ဟုဂရိကရောဖနာလွတ်လပ်ရေးအတွက်အပရင်အထံကရိုဇာလာခခဲ့တယ်ဗြိတိရှဒီကလည်းဗမာပြည်ကိုဒိုင်အာခီပူးတွဲအုပ်ချုပ်ရေးစနစ်ဖြင့်အုပ်ချုပ်ဖို့အခွင့်အရေးပြီးလိုက်ပြီးကိုအောင်ဆန်းကိုအစိုးရအဖွဲ့အကြီးအကဲတာဝန်ကိုပြရလိုက်တယ်။နင်းနောက်စာမုံပင်တဤစီစဉ်ပြီးမှုဖြင့်ဗမာပြည်မှကိုအောင်ဆန်းဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နဲ့အိန္ဒိယပြည်မှဂျာဝဟာလီနေရူဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ကိုဗြိတိရှပါလီမန်သို့ဖိတ်ခေါ်၍ဗမာပြည်နှင့်အိန္ဒိယပြည်တို့၏လွတ်လပ်ရေးကိစ္စတီကိုလွှတ်တော်မှာဆွေးနွေးတင်ပြစီခါရီညမဆွေးနွေးနေဆိုင်ကချင်ကရကရင်ချင်းနဲ့ရှမ်းဒေသတီမှခေါင်းဆောင်တီရှမ်းပြည်ပင်လောင်းမြို့မှာအစည်းအဝေးတဲ့ပြုလုပ်ပြီးဗြိတိရှအစိုးရထံအောင်ဆန်းရေးတောင်တန်းဒေသတီကိုယ်စားလှယ်ခေါင်းဆောင်မဟုတ်ဟုဂရင်းနန်စာပို့လိုက်ခဲ့သည်ဒီခါကိုအောင်ဆန်းရေးဗမာပြည်တို့ကမန်းကနန်ပြန်လာပြီး1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတောင်တန်းဒေသတီမှခေါင်းဆောင်တီနဲ့သဘောတူစာချုပ်တဲ့ပြုလုပ်ပြီးဗြိတိရှအစိုးရထံတင်ပြနိုင်ခတဲ့ဖြင့်ဗြိတိရှပါလီမန်ကဗမာပြည်ကိုတနှစ်အတွင်းလွယ်လည်ပြီးမိဟူသောကတိစကားဖြင့်ကိုအောင်ဆန်းနဲ့မစ္စတာအချလီတို့လက်မှတ်ဝီထိုရီစာချုပ်ချုပ်ဆိုခခဲ့သည်ကိုအောင်ဆန်းတွေတောင်တန်းဒေသခေါင်းဆောင်တီနဲ့စာချုပ်ချုပ်ဆိုခတ်စော်မှာဗမာပြည်နဲ့အတူတောင်တန်းဒေသတီပါဗမာပြည်လွတ်လပ်ရေးယူပါဆယ်နှစ်လက်တွဲပြပါဆယ်နှစ်ပြီးခါတောင်တန်းဒေသတီတွေဗမာပြည်ကခွဲထွက်နိုင်လို့ဂတိပြုထားခါတယ်ဗြိတိရှတိဤထားတဲ့ဂတိကိုအောင်ဆန်းကဗမာလူထုကိုချပြလိုက်ဒီခါဗမာလူမျိုးတွေပြောမဆုံးနိုင်အောင်ပြောခဲ့တယ်သို့တော့ကိုအောင်ဆန်းရဲ့
ကံမကောင်းခပါကိုအောင်ဆန်းကိုကလုံဦးစောဤအဖွဲ့က1940ခုနှစ်ဇူလိုင်လ19ရက်နေ့မှာလောက်ကံတပ်ဖက်က၏ကိုအောင်ဆန်းလောက်ကံခံရပြီးနောက်ဖဆပလခေါင်းဆောင်နဲ့အစိုးရအဖွဲ့အဂရိကေအဖိုက်ဖဆပလကကိုနုကိုရွေးချယ်တင်မြှောက်ခ၏ဗြိတိရှရီတွေဂတိကိုတန်ဖိုးထားခဲ့သူသည်ဖြစ်သည်ကိုအောင်ဆန်းကွယ်လွန်လာပြီးဖြစ်ကြလေကိုအောင်ဆန်းနှင့်ချုပ်ဆိုထားခဲ့ပြီးဂတိစာချုပ်ကိုမဖြစ်ပိတ်ခဲ့ကိုနုကိုဗြိတိန်သို့ခေါ်ယူပနာကိုနုနှင့်မစ္စတာအီတလီတို့စာချုပ်ချုပ်ဆိုလက်မှတ်ပြီးထိုးတွေ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဗမာပြည်လွတ်လပ်ဗမာပြည်ရခိုင်ပြည်မွန်ပြည်နဲ့ရှမ်းစသောတောင်တန်းဒေသတီကိုလွတ်လပ်သောမြန်မာပြည်ထောင်စုအဖက်အတိမတ်ပြုလျက်ကိုနုဥဆောင်သောဖဆပလအဖွဲ့လက်ထက်သို့မြန်မာပြည်ထောင်စုကိုလွှဲပြောင်းပေးအပ်လိုက်သည်ဗမာပြည်တော်လှန်ရေးခရီးမှာမရှင်းလင်းစွာသည့်အနမတကတူရတယ်ကိုအောင်ဆန်းလောက်ကံတပ်ဖက်ခံရစွာတွေတွေးရိုးသားရိုးမဟုတ်နိုင်လို့ဗမာတချို့ယူဆခဲ့တယ်ရင်းရှည်တွေအခုတိုင်အောင်ဗမာပြည်မှာသူတည်သောသတ္တနာတရက်အဖက်ဟင်းနေတို့ဟာဖြစ်တယ်မဟာဗမာနိုင်ငံကိုထူထောင်လူသူတိကတောင်တန်းဒေသတိကိုဆယ်နှစ်ပြည်ပြီးနောက်လက်မလွတ်ခြင်းကဲ့လို့ရမ်းပိုင်စတိလိုက်စွာဖိတ်တယ်လို့တချို့ကဝေဖန်ခခဲ့တယ်ရင်းရှည်တွေမှန်ကောင်းမှန်နိုင်တယ်အကောင်ကတွေအစိုးရအဖွဲ့မှာပါဝင်တွေကိုနုတွေကိုအောင်ဆန်းတို့လောက်ကံတပ်ဖက်ခံရပြီးခါမှတာအစည်းအဝေးခမ်းမထဲသို့ရောက်နှိလာခလို့ဖိတ်တယ်ကိုနုတွေအလွန်ညံများသူဖိတ်တယ်လို့တချို့ကအရိတ်အမွေပြောဆိုခခဲ့တယ်လွတ်လပ်ရေးရပြီးနောက်ကိုနုဝါဦးနုတွေဝန်ကြီးချုပ်အဖက်မြန်မာပြည်ထောင်စုကိုစေနှိုက်အုပ်ချုပ်ခတယ်။ယင်းနောက်ရှမ်းတိဥဆောင်သောတောင်တန်းဒေသတိကဖက်ဒရယ်မူကိုတင်ပြလာခဲ့သည်ကဦးနုတွေအစိုးရအဖွဲ့၏အာဏာကိုဘိုးနေဝင်းရခိုင်သခင်ရှုမောင်ရဲဘော်သုံးချိတ်အဖွဲ့ဝင်ဤလက်ထက်သို့လွှတ်အပ်ပြီးလိုက်သည်အကောင်ကတွေတောင်တန်းဒေသတိဆိုဖက်ဒရယ်မူကခွဲထွက်လာနိုင်လို့ဗမာမျိုးချိတ်သည့်ထဲမင်းယူဆခခဲ့လို့ဖြစ်သည်ဘိုးနေဝင်းအိမ်ဆောင်အစိုးရအထက်တဲ့မြန်မာပြည်ထောင်စုကိုနှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲလုပ်လိုက်တယ်ရွေးကောက်ပွဲမှာလည်းဦးနုဤဖဆပလပါတီကပဲအမတ်ဥတွေအများဆုံးရာဟိအနိုင်ရခတွေဦးနုတီပဲမြန်မာပြည်ထောင်စုဤဝန်ကြီးချုပ်ဖိတ်လာခပါလေဦးနုတွေရန်ခိုက်အခါကဗမာလူထုထဲမှာလူကြိုက်များခသူတူဖိုက်ကောင်ဖိုက်နေပြီမဟုတ်ကေသူ့ကိုအနိုင်ရအောင်ဘိုးနေဝင်းကတမဲဖန်တီးဤခစွာလေဖိုက်နေတယ်ဒါပိုင်ဖက်ပဲဦးနုဤစွမ်းဆောင်ချက်ကြောင့်ဗမာပြည်ရခိုင်မွန်နဲ့တောင်တန်းဒေသတိကိုပါတိမ့်သွဲလက်တွဲခေါ်ယူပြီးလွတ်လပ်ရေးရယူနိုင်ခါစွာပေးချတယ်ဦးနုတွေဗမာလူမျိုးအပေါ်မှာအလွန်မွန်မက်စွာကျေးဇူးဒုက္ခတူဖိတ်ပြီးမဟာဗမာဝါဒကိုခိုင်မဲအောင်လမ်းညွှန်ခတူလည်းဖိတ်လို့ဆိုနေရင်ဦးနုနဲ့ဘိုးနေဝင်းတို့ဤလက်ကွက်အောက်မှာရခိုင်ဟောနဲ့တောင်တန်းဒေသတိကောင်းကောင်းကြီးနားလက်ပါလိုက်ခံခခဲ့ရဆိုဖိတ်ရင်းရှင်ကိုသဘောပေါက်လာခဲ့သည်ခါ
ရခိုင်မော်နဲ့တောင်တဒေသသာတိတွေဖက်ဒရယ်ပြည်ထောင်စုကိုထပ်မံတင်ပြတောင်းဆိုခခဲ့တယ်ဦးနှုတ်နဲ့ဘုံနေဝဲတို့ရဲ့မဟာဗမာဝါဒကိုလက်မလွတ်ခြင်းခခဲ့တောင်းဆိုမှုကိုထိတ်တဲ့ရင်ဆိုင်တွေစီရီနဲ့ရှင်းဖို့ဆုံးဖြတ်လိုက်ခဲ့ပုံရည်ဒီပိုင်းရင်ဆိုင်ဖို့ပြည်ရဲ့အတွက်ပလိုပန်ခန့်ခဲ့စဉ်ကပဲသူတို့စီဆိုင်ထားခဲ့ပုံဒီပိုင်းရင်ဆိုင်ဖို့ပြည်ရဲ့အတွက်ပလိုပန်ခန့်ခဲ့စဉ်ကပဲသူတို့စီဆိုင်ထားခဲ့ပုံရည်သူတို့တွေဒီပိုင်းစက်တင်တန်းကျောင်းမှာစက်တင်တန်းတဲ့တော့ခက်ခဲ့ရဲဘော်သုံးချိတ်ထက်ကလူတချို့ကိုတက်တော်ထဲမှာအစိုးရတက်တော်မှဖက်ထုတ်ပနာကွန်မြူနစ်ပါတီတော်တွင်လက်နက်ကင်တပ်ဖွဲ့ကိုဖွဲ့စည်းပြီးထားခခဲ့တယ်တော်တွင်ကွန်မြူနစ်ပါတီတော်တွင်ကွန်မြူနစ်အဖွဲ့တွေရခိုင်မော်နဲ့တောင်တန်းဒေသတိမှာဖန်ပစ်ထားခခဲ့တယ်ရန်ပေဒေသတိမှလူတို့တွေသူတို့ကိုဗမာအစိုးရအားစန့်ကျင်သူတွေအဖက်အမင်းသင်္ခါကလို့သူကိစ္စတိမှာသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခခဲ့တယ်သူတို့နဲ့ဘုံနဝဲတို့တွေနေဆက်ဒေသတိခေနေဒီကိုတိထားခဲ့ပုံတိထားခဲ့ပြီးထိန်းချုပ်နိုင်မိအနေထားထိန်းစွာတေချာ ground တိထားပြီးသားထိုက်ခခဲ့ပုံရတယ်ဘုံနေဝဲတွေဥနုဘာကနိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တော့ဒေါ်လာရေးကောင်စီကိုပြည်စီကောင်1962ခုနှစ်မက်လ2ရက်နေ့မှာပြည်ညာတွေစိတ်တက်ကနိုင်ငံတော်အာဏာကိုရယူပြီးဥနုကိုထောင်ထဲထည့်ထားလိုက်တယ်ဒီနောက်မကရာမီဥနုထောင်ထဲကထွက်ပြီးလာကောင်ပြည်ညာတွေဥနုကိုအိန္ဒိယနယ်စပ်သို့ပို့ပြီးလိုက်တယ်ဒီကနေဆက်ဒေသတိကလူမျိုးတိမျက်စိလေလာခဲ့တယ်ရန်အချိန်မှာဗမာစိတ်အင်အားတွေခိုင်မာလာနေပြီဖြစ်တယ်ရန်ပိုင်နိုင်ငံတော်အာဏာကိုလွှဲပြောင်းပြီးခါစော်တယ်ရနေဒီမှခေါင်းဆောင်တီချမ်းပြည်တောင်ကြီးမြို့မှာညီလာခံတရက်ကျင်းပပြီးဖက်ဒရယ်မူကိုရီစေနာဥနုဥဆောင်သောဖဆပလအစိုးရဘာမှာတင်ပြလာခခဲ့လို့ဖြစ်တယ်ဝင်းနိုင်ကအစိုးဝင်ဖို့တောင်းနေတာကျွန်တော်ကလည်းမလုပ်တဲ့အကောင့်ပါညာဖက်ဒရယ်မူကိုကျင်းသုံးပြီးပြည်ထောင်စုကိုကွေးနိုင်တယ်လို့ဦးနှုံကယူဆခပုံရတယ်ဒီနေ့ဆိုဘုံနေဝင်းလက်ထက်သို့နိုင်ငံတော်အာဏာကိုလွှဲပြောင်းခါစော်ဖိုက်နေတယ်ရန်အချိန်ကအစပြေမြန်မာပြည်ထောင်စုတွေစိတ်အုပ်ချုပ်ရေးအောက်မှာမျောလျက်လိုက်ပါလာခါစော်တွေအင်းဒီတိုင်အောင်ကရာညောင်းခပြဖိတ်တယ်စာမျက်နှာ24ဒီနေ့ကဒီလောက်နဲ့ပဲနားခဲ့ပါမယ်ဒီမှာအနှစ်လေးကြော်တန်းလေးကြော်တန်းကျွန်တော်မကြည့်တယ်လေဟာမစကရင်ပေါ်မှာပေါ်ပါပဲဆိုကြစကြလောက်ဆက်ပြီးဖတ်ပါမယ်ဆိုတာလေးကြော်တန်းလေးခုမှဝင်လာဆိုခါဘုံနေဝဲတွေဥနုကိုလက်လျူရှုမထားခတနည်းအားဖြင့်သူတို့နှစ်ဦးညှိထားခခဲ့ဆိုတယ်ဖိုက်နေတယ်ဆယ်နိုင်အိန္ဒိယမှာခိုလုံနေထိုင်ပြီးနေထိုင်ခပြီးနောက်ဘုံနေဝင်းကမင်းချာရီကန်းလှန်ဖ
ဖိတ်ခေါ်ခရီကုနုရီတောတွင်ကအမာပီထဲသို့ပြန်ဝင်လာခရီအေရှန်ကိုခရစ်ကေသူတို့နှစ်ဦးဤဂရုပန်ထားမှုကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရမည်ဖိတ်ဒီဗမာလူမျိုးတိဤအာနာရှင်စနိုက်အောင်မြင်မှုတွေဦးနိုးနဲ့ဘုံနေဝဲတို့ဤဂရုပန်မှုဖိတ်ဒီလို့ဆိုပြီးမှတ်မိမဟုတ်သို့တော့အာနာရှင်စနိုက်တို့မိတီအများနဲ့လက်တွဲမရတတ်တဲ့အတွက်အာနာရှင်လက်အောက်ပြည်သူလူထုတွေစေရိခဲနဲ့ကျေလုံးကြရဖို့ဆိုဓမ္မတာရာဖိတ်ဒီအထက်ကဖော်ပြခတ်စော်တီတွေပမာပေလွတ်လပ်ရေးရခဘုံသမိုင်းအချက်တော်ဖိတ်ဒီရင်းရှင်းတိကိုဒေါ်လာရီသမာဓိအတွက်သင်ခန်းစာယူစရာတာတကအဖက်ရိတာတင်ပြခတ်စော်တာဖိတ်ဒီပမာဒီတွေဖော်ပြခရီလမ်းစဉ်ဖြင့်လွတ်လပ်ရေးကိုရယူထားခဲ့စွာဖိတ်လို့ယန်းနီယန်းနဲ့ဆန်တူတဲ့တို့ဒေါ်လာလေးကိုဆင်နွဲလို့ဖိတ်မိမဟုတ်တဲ့တို့တွေဒေါ်လာလေးလမ်းဂရောင်းတိုက်ခွင်တွေအောက်လုပ်တွေကရိုဇာဆောင်ရွက်ကြရလိမ့်မယ်ဒေါ်လာလေးလမ်းတွေတဲမှာအဖွဲ့၃ဖွဲ့ထိန်းထားရမယ်လို့ငါတို့အကံဥထခဆိုဟိုထပ်အဖွဲ့ကဂါနဲ့မိတို့တဲကောင်းမှန်စွာအသုံးပြုတတ်ဖို့အလွန်အရိကိတွေအဖွဲ့ကတွေမျိုးသားဒီစိတ်သက်ပြင်းထန်သူဒီဤအားစုဖိတ်တွေတဲရီအေအဖွဲ့ကိုအောင်ဆန်းဗမာလူလာရီတက်တော်ကိုထူထောင်ခရီပိုင်ထူထောင်ရနိုင်လေအေအဖွဲ့မှမျိုးချက်သူရဲကောင်းသည့်အတွက်လက်နဲ့ရိတ်ခါမပြတ်ရာဟင်ရီကိုစီမံနိုင်အောင်စီစဉ်ထားတာအေအတွက်အင်းမှာစီးပွားရေးအတော်အတန်ကောင်းဖို့လိုအပ်နေတယ်စီးပွားရေးထူထောင်ရန်နီလန်တီကိုနိပရိရဲ့ခောက်မှာဖတ်ရှုနိုင်ပြီအဖွဲ့ကိုလူသိများလာအောင်ကရိုဇာရမင်းပုဂ္ဂလိမီဒီယာဒီမှာတဆင်ကဘာကသိလာအောင်ကဘာတည်ဒီမှာမကရခဏပါနေအောင်တဲတို့လှုပ်ရှားဆောင်ရွက်ကြရမယ်တည်တဲ့မှာပါလာဖို့အတွက်ကြည်ပေါက်ဖို့လိုအပ်လိမ့်မယ်ရဲရှင်းအတွက်လူအားငွေအားဒီကိုပိစမှု ready မှုဒီတဲတို့မှာထိတ်လာမယ်လူအင်အားရုံဒီမှုမဖိတ်စီရအောင်အကောင်းဆုံးဗျူဟာတိကိုအသုံးချဖို့လိုအပ်မယ်လူအင်အားနည်းနည်းလက်နဲ့အင်အားနည်းနည်းနဲ့အစိုးရတက်တိကိုရင်ဆိုင်တိုက်ခိုက်ကားစော်ရီကရီမာသောအခက်အခဲတရက်ကိုဖေရှင်းနေရဆိုဖိတ်ဒီဇာပိုင်ဖက်ပဲတဲတို့တွေလှုပ်ရှားမှုဒီကိုမဖိတ်ဘူးဆောင်ရွက်ကမှတာတဲတို့အပွက်ထေရာကြောဂရာလူသိများလာလိမ့်မယ်လူသိများလာတဲ့အခါတဲဤကအဖွဲမှာဂါအဖွဲကိုခွဲထုတ်ပြီးလိုက်ပါပြီအေအဖွဲတွေအစိုးရနဲ့ပူးပေါင်းဆောင်ရွက်သောအဖွဲဖိတ်ရပြီအေအဖွဲဤအဖွဲ့ဝင်တွေခက်ပညာတတ်သည့်သို့မဟုတ်နိပရိယေကျွမ်းကျင်သူသည့်ဖက်ကြီးပိုကောင်းလေအကဲပါသူလဲလဲပတ်ပတ်ဟိန္ဒူတိဖက်ကြီးတဲ့ပုံမအစင်ပြေလိမ့်မယ်ဒီကေတဲ့ရစနစ်တကျရွေးချယ်ပြရလိမ့်မယ်ဒေါ်လာရေးအဖွဲမိကိုအဖွဲဖွဲ့စည်းစွာမှာတဲ့အခက်အခဲတိဟင်းကောင်းဟင်းနေလေအေအဖွဲကိုဖွဲ့စည်း
နိုင်ဖို့တဲ့ရီကျောင်းသူကျောင်းသားတိလူငယ်လူတွေတိအပြိုလူပြိုတိဝက်ပုအတန်းတိမှလူငယ်တိအစိုးရဝန်ထမ်းတိအစိုးရမဟုတ်သောလူမှုရေးအဖွဲ့ဝင်တိစသည်တို့ထဲမှတချို့ကိုတိမ့်သွင်းစည်းရုံးရမည်ရန်ရှင်းအတွက်တန်အပင်ပန်းခံရမည်အဖွဲ့သုံးဖွဲ့ဖြင့်တဲ့မှာလူတိစုရုံးလို့ရထားပြဆိုကေတဲ့ရီတဲ့ရီမန်ချက်90ရာခိုင်နှုန်းအောင်မြင်ပြလို့ရာမှတ်လိုက်ပါပြီကျန်10ရာခိုင်နှုန်းအတွက်တဲ့နှိမ့်နိုင်မှုတိလို့ရလိမ့်မည်ရန်ရှင်းမှတစ်ဆင့်လူထုလှုပ်ရှားမှုအဖိုက်စန္ဒပရာခရင်လူထုအစည်းအဝေးပြုလုပ်ခရင်စသည်တို့လှုပ်ဆောင်ဖို့လိုအပ်ကောင်းလိုအပ်လိမ့်မည်ဒိုလာရေးအဖွဲ့တီစီဝါညီဆောင်ရွက်ပုံစုပ်ကြီးစီဝါညီဆောင်ရွက်ဖို့လိုအပ်ဒီနေ့ကဒီလောက်နဲ့နားခဲ့မယ်ကောင်းပါရဲ့ကျွန်တော်တို့ကျေးဇူးများတောင်းပါတယ်အခုတကယ်ကြီးမှာကျွန်တော်မှာ zoom on လို့မလုပ်ခေးမွေးနေပါတယ်မှာဒီကူမှာ ဟုတ်ပါတကယ်ဟုတ်ပါစာရေးကျေးဇူးတင်ပါတယ်ဟုတ်ပါအတန်ပိတ်ထားလိုက်ပြီဆိုကေ